ဒီ vlog လေးကတော့ပိတ်ရက်မှာတငယ်ချင်းတွေနဲ့ဝတ်သားတို့ထူနဲ့ကြာစံကြော်လို့စားတဲ့ vlog လေးဖြစ်ပါတယ်ရင်ဦးဆုံးလိုအပ်ကြရေးအတွက်ဈေးရင်ဝယ်ပါတယ်ပြီးတော့ဝတ်သားတွေကိုတန်ရှင်းလုပ်ပြီးတော့ဝတ်သားစပြီးတော့ချက်ပါပြီ我打也前你是怎样？都土山，没应该的，我跑哈。ထားတို့ဝတ်သားဟင်းတယ်နေရဲ့ချိန်မှာပေါ့နော်အချင်းရဖြော်တယ်ကြာစံကြော်ဖို့အတွက်ပြင်ဆင်နေကြပါတယ်ချင်းရိုလည်းပြစ်လေးကြိုက်လို့ special လုပ်နေပါတယ်ကြာစံကြော်ကလည်းပေါ့နော်တေချာကြော်ထားတာဆိုတော့လုံးဝအစ်ဆက်ပြီးတော့ပေါ့နော်တော်တော်လေးကိုစားလို့ကောင်းပါတယ်ဒါတော့ထုတ်ပဲရှိသေးတယ်ခုကတော့ဝတ်သားရဝိုင်းဆိုတော့ဝတ်သားကိုစပြီးတော့လှီးနေပါပြီရှင်ပြောလေးချက်လောက်ပေးပါအောင်။ကျမဥပိတ်လေးချက်လောက်နော်မပေး။ခါလေးစောက်ပြီးတော့ညီမလေး။ကဲရှင်ကဲရှင်။ညီမလေးကစောက်တော့ဟုတ်ရဲစားကျင်နေ။ရောက်ဒီတော့တင်ပေးမယ်။ဟုတ်ပြီ။ပြတော့ဒါပဲညီညာလေးစီပြီးတော့ဒီဝမ်မင်းဆိုတော့။အေးအဲ့နဲ့အော်အဲ့တရားလေးအရန်ပူလာမှာဟိုတက်တော့ပဲအဲ့လိုချက်ခတ်တာ။အဲ့မဲ့လေအလစ်ကောင်လက်ထောက်အကူညီတာပဲ။အေးကျမအရန်လုပ်ပေးတယ်ဗောကျမအရန်ကူတာဗော။ဟိုဆိုလို့တော့မှာကျမအရန်ခတ်ပေးနေကျမစာပုံမှုအရန်ကယူဆိုင်တာတည်းရမလား။နောက်ရချက်ပေးအောင်လို့။ဘာလို့ရသေးလဲမတို့စားရင်လည်းကြံ။အရဈေးမကြည့်ဘူးတိတ်မစားကြလို့တရုပ်ကြီးမစားနော်1 2 3 3 yeah ဒီမှာပြီးပြန်ဝါသလိုမျိုးဟာလေးကိုဒီမှာတို့ဒီလိုမျိုးလေးတော့ဟာလေးကိုနှိပ်ပြီးတော့စားပါမယ်ကြည့်ပါဦးကြည့်ပဲလုံးတုံညာပဲရှင်လေးနဲ့ဒီလိုလေးဆန်းလိုက်ပါမယ်ကျမတို့လေးဆန်းပြီးသွားတဲ့အချိန်မှာကျမတို့ဒီကြာစံလေးကိုပေါ့နော်ဒီလိုလေးမှွေလိုက်ပါမဟုတ်ဘူးဒီဘက်ဒီအောက်ကြိုင်းအဲ့လိုပြီးတဲ့အချိန်မှာစားပါမယ်စားပြီးကျမတူကိုင်းနာအရင်ကျွမ်းပါတယ်ကျမတို့ပါဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲဆုံးလေးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ် see you in the next video bye bye